မျိုးသားအများစုရဲ့အမျိုးသမီးတော်တော်များများမသိတဲ့ထိတ်တန့်လျှို့ဝှက်ချက်တွေပြောပြမယ် Left Heart Wise Channel မှကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကလက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်လို့အဆုံးထိကြည့်မှုဖိခေါ်ပါရရှင် အမျိုးသားအများစုရဲ့အမျိုးသမီးတော်တော်များများမသိတဲ့ထိတ်တန့်လျှို့ဝှက်ချက်တွေပြောပြမယ်။ဘာလို့ပြောပြလဲဆိုတော့ဒီကိစ္စတွေကလေတေချာပေါက်ကတော့သူနှုတ်ကနေမှထုတ်ပြောနေမှာမဟုတ်ဘူး။ကျမတို့မျိုးသမီးတွေကတော့သိထားတဲ့တယ်လीနော်။သိထားတဲ့တယ်ဒါမှဒီချစ်သူရေးစားကြားမှာရောဖြစ်ဖြစ်အိမ်တော်ကြီးမှာဖြစ်ဖြစ်ပို့ပြီးအဆင်ပြေမယ်လို့တော့ကျမထင်တာပေါ့နော်။သူတို့မွေးရပါနော်ဒါအမျိုးသားအများစုနော်တယောက်တည်းနဲ့မလုံလောက်ဘူး။သူတို့အရန်ချစ်လို့တန်မိုးထားလို့တစ္ဆာရှိရင်တော့ချွင်းချက်အနေနဲ့လုံလောက်ချင်လုံလောက်လိမ့်မယ်ဒါပေမဲ့အမျိုးသားတွေမှာကတယောက်တည်းနဲ့မလုံလောက်ဘူးအဲ့ဒါထုံးစံတော့အဲ့ဒါယူကျမတို့ဇုံမငင်းနဲ့ဒီအမျိုးသမီးတယောက်ကိုကျမတို့အခုချစ်တယ်ကြိုက်တယ်ပေါင်းနေတယ်ဒါပေမဲ့တခြားအမျိုးသမီးတယောက်နဲ့သူ့ကိုပေးအိတ်ကြည့်လိုက်အိတ်တယ်အမျိုးသမီးတယောက်သူနဲ့အတူတူနေမယ်လို့လာပြောလာကြည့်သူမိမမသိအောင်သူတူတူနေမှာပဲသူ့ရင်ထဲကချစ်တာတွေမြတ်တာတွေသူအဲ့ဒါတွေမပါလဲနေမှာပဲဒါအမျိုးသားတိုင်းမှာရှိတဲ့လှုပ်ဝက်ချက်တွေတည်းတခုနေမှာပဲတယောက်တည်းနဲ့ဘယ်တော့မှမလုံလာဘူးအဲ့ဒါလုံးဝကျမတို့သိထားမှာနောက်ထပ်ကဘာလဲဆိုတော့သူတို့ဒီအခုသူတို့မျက်စိထဲမှာမြင်လိုက်တယ်မလားအမျိုးသမီးတယောက်ကိုမြင်လိုက်တယ်အရန်မိမိုက်ကောပြောအဲ့လိုဖော်ကင်လေးတွေပေါ်နေတာမျိုးလို့အဲ့လိုမလုံးတလုံးဝတ်နေရလဲဆိုသူတို့အရန်သဘောကျမယ်ခိုက်တယ်ကြိုက်တယ်ဒါပေမဲ့သူတို့တကယ်ရွေးချယ်ရင်အဲ့ဒါမျိုးတွေမရွေးချယ်ဘူးဘဝကြီးတစ်ခုလုံးအတွက်ကိုလေတကယ်တန်မိုးရှိပြီလို့သူတို့ထင်တဲ့မိမမျိုးပဲသူတို့ရွေးမှာအဲ့ဒါလေသူတို့ရဲ့အဲ့ဒါထိတ်တန်းညှို့ဝှက်ချက်တွေထဲမှာပါတယ်လုံးဝမရဘူးကွာဒီမျိုးသမီးတယောက်နဲ့သူတို့ပတ်သက်မိသွားလို့လုံးဝဆက်စလူးစိန်ကောလန်ထွက်ပြီးတော့ပေါ်ကင်အများတန်းပေါ်ပြီးတော့နော်ကိုအများတန်းပေါ်ပြီးမှနေတဲ့အမျိုးသမီးသူတို့ယူမိတယ်ဆိုရင်တောင်မှလေသူတို့ကလေတိလာဒါရုံမထွက်နိုင်လို့ဘလို့မှကိုမရလို့သာယူချင်ယူမယ်လုံးဝသူတို့မရွေးဘူးနော်တန်မိုးရှိတယ်သူတို့မျက်လုံးထဲမှာသူတို့စိတ်ထဲမှာတန်မိုးရှိတဲ့ဟာပဲသူတို့ယူမှာအဲ့ဒါသူတို့ရင်ထဲကဒါအမှန်တရားလူရိုးဆိုတာမရှိဘူးเนาะအရန်ရိုးသားတဲ့အမျိုးသားပါအရန်ရိုးသားတယ်အရန်ကိုဖြောက်မှတ်ပါတယ်ဆိုပြီးတော့လဲသွားမထင်နိုင်နဲ့အခွင့်အရေးမရသေးရင်ဒါညိနေမယ်အခွင့်အရေးရလို့တေချာပေါက်အခွင့်အရေးပေးတယ်နေမိမမသိအောင်ငါတို့နဲ့လိုက်ခဲ့နေမိမမသိအောင်ငါတို့ဖုံးပေးထားမယ်သွားဝန်းကြရအောင်ဆိုလို့ရှင်ပုံမှာเนาะအခွင့်အရေးမရှိလို့အခွင့်အရေးမရလို့ဒီတိုင်းနေခြင်းနေမယ်လူရိုးဆိုတာမရှိဘူးအဲ့တော့နောက်တစ်ချက်ဒီမိမကိုချစ်ရင်ချစ်မယ်သဘောကျရင်ကျမယ်သူတို့မျိုးလုံးထဲမှာဒီမိမကလှရင်လှနေမယ်ဒါပေမဲ့သူတို့ရင်ထဲဒီဆွဆွလန့်ချစ်ဖို့ဆိုတာကလွယ်နဲ့ဖြစ်မလာဘူးအဲ့တော့ကျွန်မပြောချင်တာကသူတို့ဒီအတွင်းကြဒီဟိုးအတွင်းနဲ့ဒီနက်နက်ရှိုင်နဲ့သူတို့တကယ်ကိုဆွဲစမ်းပါပြီးတကယ်ကိုဒီမိမကသူတို့ဘဝရဲ့အရာရာပါဆိုမှဒါလင်းသူတို့ကတန်မိုးထားတာအပေါ်ရန်အချစ်နဲ့ချစ်တဲ့အမျိုးသမီးတွေကိုသူတို့တန်မိုးထားလိမ့်မရှိဘူးစိတ်ကျဉ်တတ်မှုရတယ်ဆိုတဲ့အမျိုးသမီးနဲ့သူတို့တကယ်ချစ်ပါတယ်တကယ်ဆွဲလမ်းပါတယ်တကယ်တန်မိုးထားရပါတယ်ဆိုတဲ့အမျိုးသမီးနဲ့မတူဘူးပြီးတော့နောက်ဆုံးအချက်အနေနဲ့ကျွန်မအမှန်တရားတစ်ခုထပ်ပြောပြအောင်မယ်အမျိုးသားတွေကိုကျမတို့အမျိုးသမီးတွေကနိုင်ရိုးထုံးစံမရှိပါဘူးเนาะနိုင်ရိုးထုံးစံမရှိပါဘူးသူတို့ကအနိုင်ပေးထားလို့ဒါကျမတို့ကအနိုင်ယူလို့ရတာပါသူတို့ချစ်လို့ကျမတို့ကိုအရှုံးပေးထားခြင်းသာဖြစ်ပါတယ်เนาะငါကြကြဟုတ်ဆိုငါဘလို့အနိုင်ယူလိုက်တာငါ့ဆိုဘလို့နားလဲတာငါကိုကငါလောက်နိုင်သူကငါ့ကိုချစ်တယ်ဒါသည်ကျမတို့ကအနိုင်ရနေတာမဟုတ်ဘူးเนาะလုံးဝအဲ့ဒါအမသူတို့ကချစ်လို့ရှုံးပေးထားတာဒီအမျိုးသမီးကိုဆုံးရှုံးအောင်မကြောက်လို့သူတို့ရှုံးပေးထားတာပဲရှိတာเนาะကျမတို့မျိုးသမီးတွေကအမျိုးသားတွေပေါ်မှာနိုင်ရိုးထုံးစံမရှိဘူးเนาะအဲ့ဒါနောက်ဆုံးလိုဝက်ချက်တစ်ခုလူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်လေးနဲ့ခန်းစားချက်လေးတွေကို comment လေးတစ်ခုလောက်ရေးခဲ့ကြပါအောင်ရှင်ကျမတို့တင်သမျှမလွတ်တမ်းကြည့်ရအောင် subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ကြပါအောင်ရှင်